ရခိုင်အေကနေပြီးတော့ကျွန်မကို drone နဲ့ helicopter နဲ့လိုက်ပြီးတော့နေပြီးတော့ဘုံချတယ်အကြောင်းမလို့ကျွန်မကတော့ရခိုင်ပြည်နယ်မောင်းတော်မြို့ရက်ကွက်တိမှနေပါတယ်ကျွန်မငင်းငယ်တွေကနေပြီးတော့စာတင်ခဲ့တာက1966ကနေပြီးတော့1980မှာနေပြီးတော့စေတန်းအောင်ခဲ့ပါတယ်ပထမနေ့ဒုတိယနေ့ကျတော့စစ်တွေတက္ကသိုလ်ကနေပြီးတော့ US စာတင်ပြီးတော့တာရီယန်နဲ့ဆိုဒိုနန်ကျတော့ရန်ကုန် University မှာစာတင်ခဲ့ပါတယ်ဒီပိုက်ဗေဒနာပွေရရှိတယ်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကျွန်မကမောင်းတော်မြို့မှာရှိတဲ့မာယာကစေးရုံဝန်တန်းကိုစက်ကွန်နီတန်တန်လို့လုပ်ခဲ့ပါတယ်ဒီကစက်ကွန်နတန်တန်လို့ပြီးတော့ကျွန်မရဲ့ဖြစ်ရတစ်ခုကြောင့်ကျွန်မကလူကရက်စေးခဲ့ပါတယ်နောက်ဆုံး2000ကနေပြီးတော့2010လေးတီ match လာတီကျွန်မ WP ဝန်တန်းမှာ supervisor အနေနဲ့ field supervisor အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်မတို့ကဒီလိုမျိုးဖြစ်စဉ်တစ်ခါမှမကြုံခဲ့ပါဘူးရခိုင် A ကနေပြီးတော့ကျွန်မကို drone နဲ့ helicopter နဲ့လိုက်ပြီးတော့နေပြီးတော့ဘုံချတယ်အကြောင်းမလို့ကျွန်မတို့အင်ဒီမြအင်းတွေပြက်စီးသွားတယ် PC ဟူတမြကိုလုံးဆုံးချုံခဲ့တယ်အဲ့ဒီမှာရွာမှာရှိတဲ့လူတွေကကွန်တေရာတေတဲ့လူကတေပြက်စီးတဲ့လူကပြက်စီးဓာတ်တိုးခင်ရတဲ့လူကဓာတ်တိုးခင်ရပါတယ်ဒါကြောင့်မလို့ကျွန်မတို့ကြောက်လွန်းပြီးတော့ဒီလိုမျိုးပြရလာတာပါသူတို့ကအတင်းနှုံထုတ်တယ်အခုတော့ပါမတော်လို့ရှိရင်ကုန်းမဲ့တက်မဲ့ဆိုပြီးတော့ချင်းချောက်ပြီးတော့ကျွန်မတို့ချင်းချောက်ပြီးတော့လာတာပါဒီကိုရောက်တာဒီလိုမျိုးအခြေအနေရောက်တာတော့မှကျွန်မတို့ဒုက္ခမျိုးစုံနဲ့မောင်းတော်မျိုးရက်ပတ်တိကနေပြီးတော့ကျွန်မတို့တွက်လာတာဆေရတိုင်တိုင်မှာ15မိုင်ခရီးကိုကျွန်မတို့လမ်းလျှောက်ပြီးတော့ရှောက်ခဲ့တာလမ်းကကောင်းတာမဟုတ်ပါဘူးတချို့လမ်းကနေပြီးတော့ရှော်လေးတာတစ်မျိုးလေစီးရတာတစ်မျိုးနောက်ဆုံးကျတော့ရှော်လေးတာကတစ်မျိုးအဲ့ဒီကတစီနညာတက်တီကျတော့ကျွန်မတို့ကမိုးရွာတေးမှာမိုးဆူခဲ့ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဇာဒီဖာရာဆိုတဲ့အဲ့ဒီရွာကိုရောက်ခဲ့ပါတယ်အဲ့ဒီမှာနမန်တီတီကျွန်မတို့လွင်တေးမှာနိုင်ပြီးတော့နေခဲ့တာကျွန်မတို့ဆွေးပြီးတော့လူယူရတယ်အဲ့ဒီနောက်ပိုင်းကျွန်မတို့ဆေရတိုင်တန်တော်မှအဖျားတန်ရနဲ့ခံစားရပါတယ်ခံစားခဲ့ပြီးတော့အခုတော့နေ့ကြမှာတော့ပါပြီကျွန်မလည်းအခုကောင်းကောင်းမွန်မွန်နိုင်ကောင်းကောင်းမွန်မွန်စေကူတတ်နေပါတယ်စေကူကတဲ့နောက်ပိုင်းကျွန်မရဲ့ဘဝကိုကျွန်မရက်တင်နိုင်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ဆရာတို့အနေနဲ့အလုပ်ပေးလို့ရှိရင်ကျွန်မတန်းဆောင်ပါမယ်လို့ကျွန်မကတိကပါတယ်